ဖက်သားထိခိုက်အောင်လှုပ်ခြင်းသည်ကိုယ်ထိခိုက်ခြင်းအကြောင်းပဲဖြစ်တယ်ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုကတစ်ဖက်သားကိုထိခိုက်သွားရင်တစ်ချိန်ကျရင်ကိုယ်ပြန်ထိခိုက်တယ်တရားကိုလှုပ်တာတစ်ဖက်သားမှာဘလောက်ထိခိုက်သွားတယ်ဆိုတဲ့အချက်ပေါ်မှာမူတည်ပြီးအဲ့ဒီထိခိုက်မှုမျိုးဟာဘယ်ပုံပဲနည်းနဲ့ကိုယ်စီရောက်လာမှမသိဘဲနဲ့ရောက်လာတတ်တယ်အဲ့ဒါကိုကန္တမရဲ့အကျိုးလို့ပြောတယ်နော်ကိုလှုပ်လိုက်လို့တစ်ဖက်သားဟာကောင်းစားပြီးတော့စိတ်ချမ်းသာသွားလို့ရှင်လေအဲ့တစ်ဖက်သားရရှိသွားတဲ့စိတ်ချမ်းသာမှုမျိုးဟာကိုယ်စီပဲပြန်ရအောင်အလိုလျောက်ကိုမှသူများကိုအစဉ်ပြေအောင်ကူညီထားတဲ့ပုဂ္ဂိုလ်တယောက်ကိုကြတော့လဲအစဉ်တပြေဖြစ်နေတတ်တယ်ဒါဒီလွတ်ဆောင်မှုဆိုတဲ့ကံတရားရဲ့အကျိုးပဲဒီကြားထဲမှာဘယ်သူမှအမိန်ပေးပြီးဖော်ဆောင်နေတာမဟုတ်ဘူးကံကြမ္မာကပဲဖော်ဆောင်ပေးတယ်သဘာဝတရားပဲဖော်ဆောင်ပေးတယ်ဩစတြေးလျမှာရှိတဲ့ပူမရင်ဆိုတဲ့လက်နဲ့ပြစ်တတ်တဲ့သူကပြစ်လိုက်လို့ရှိရင်အဲ့ဒီလက်နဲ့ကကိုယ်စီပြန်ရောက်လာတယ်နော်အဲ့ဒီလက်နဲ့ကကိုယ်စီပြန်ရောက်လာတယ်လို့ပဲကံကြမ္မာဆိုတဲ့သဘောတရားဟာကိုယ်ကကောင်းတာလုပ်ရင်လေတစ်ဖက်သားရသွားတဲ့ကောင်းကျိုးသည်ကိုယ်စီပြန်ရောက်လာတယ်ကိုယ်ကမကောင်းတာလုပ်လို့တစ်ဖက်သားရရှိသွားတဲ့ဆိုးကျိုးဟာလေကိုယ်စီပြန်ရောက်လာတတ်တယ်ဒီသဘောတရားဟာမလွဲမသွေရှိလာတယ်လို့တို့ဆိုလို့အဲ့တော့မြတ်စွာဘုရားကဟောတာကံကံဤအကျိုးတရားကိုဟောတယ်ဘုရားဘာသာဖြစ်ဖို့အရေးကြီးဆုံးဘာတော့လို့မေးလို့ရှိရင်ကံတရားကိုလက်ခံခြင်းပဲဖြစ်တယ်ကံတရားဆိုတာဘာကြောင့်လက်ခံရတာတော့ဆိုကောင်းတဲ့စိတ်မကောင်းတဲ့စိတ်ဖြူစင်တဲ့စိတ်နဲ့ညှဉ်းနှွမ်းတဲ့စိတ်ကဘယ်သူစီမှာဖြစ်တုံဆိုကိုယ်တဏ္ဍာမှာပဲဖြစ်တယ်ကိုယ်တဏ္ဍာမှာဖြစ်ရင်ကိုယ်နဲ့ပဲသက်ဆိုင် responsible ဆိုတာကိုလှုပ်တာကိုယ်နဲ့ပဲသက်ဆိုင်တယ်ဆိုတာသဘာဝကျကိုစားတဲ့အစာသည်ကိုယ်ပိုက်ကိုယ်ဝန်နဲ့ရောက်သွားရင်ကိုယ်ပဲဒီကောင်းခြင်းမကောင်းခြင်းဆိုတာဒီအစာကြောင့်အကျိုးသက်ရောက်မှုကဖြစ်မှာသိချာဆေးတောက်လိုက်လို့ယောဂပျောက်ခြင်းမပျောက်ခြင်းဆိုတာလည်းပဲကိုတောက်တဲ့ဆေးနဲ့တောက်တဲ့လူမှာအကျိုးသက်ရောက်မှုဆိုတာဖြစ်တာကံတရားဆိုတာအဲ့လိုကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ responsibility ဆိုတဲ့အနေထားကိုကမ္မတက္ကတာသမ္မာဒိဋ္ဌိကံဒီသာလင်ကိုပိုင်တဲ့အရာဖြစ်တယ်လို့ဒီလိုဆိုတယ်နောက်တနည်းအားဖြင့်တော့ကိုပိုင်တဲ့ကံဆိုတာလူတွေမှာကောင်းကျိုးချမ်းသာကိုရကျင်တာဖြစ်သောကြောင့်ကုသိုလ်ကံကိုပဲကမ္မတက္က